ဂိမ်းဒီဇိုင်နာတဦးဖြစ်သူတင်ဟာသူ့အိမ်မှာပဲတင်းမာမှုတွေပြည့်နေတဲ့အလုပ်စည်းဝေးတစ်ခုလုပ်နေစဉ်မှာရုတ်တရက်အင်တာနက်လိုင်းပြတ်တောက်သွားခဲ့ပါတယ်။အလုပ်ခေတ္တနာသွားတဲ့အဲ့ဒီအခိုက်အတန့်လေးမှာသူဟာဇနီးဖြစ်သူအိုလီဗီယာနဲ့အတူကုံဆုံးခဲ့မှုတဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုသတိရမိသွားပါတယ်။ဒါအပြင်အိုလီဗီယာကိုဝင်ဆောင်စဉ်ကနောက်ဆက်တွဲပြဿနာတွေကြောင့်ဆေးရုံတက်ခဲ့ရတဲ့အတိတ်ကပုံရိပ်အချို့ကိုလည်းသူမြင်အောင်လာမိပါတယ်။အဲ့ဒီအချိန်မှာပဲအိုလီဗီယာရုတ်တရက်ရောက်လာပြီးသူ့ကိုလန့်ဖြတ်သွားစေခဲ့ပါတယ်။သူတို့နှစ်ယောက်အောက်ထပ်ကိုဆင်းလာတဲ့အခါတိုက်မန်နေဂျာမစ္စတာဖရီမန်နဲ့တွေ့ပါတယ်။မစ္စတာဖရီမန်ကသူတို့တိုက်ပြန်လဲပြင်ဆင်ရေးအလုပ်တွေပြီးလူနီးပါးဖြစ်နေပြီမို့လို့ကာထားတဲ့အကာတွေကိုမကြခင်ဖယ်ရှားတော့မှဖြစ်ကြောင်းပြောပြပါတယ်။အဲ့ဒီနောက်သူတို့ခေါင်းပေါ်ကနေရဟတ်ရင်တစီရုတ်တရက်ပြန်တန်းသွားခဲ့ပါတယ်။မစ္စတာဖရီမန်ကစိတ်ကန်းခရိုင်မှာအကြီးအကျယ်မီးလောင်နေတယ်လို့ပြောပါတယ်။သူတို့နှုတ်ဆက်ခွဲခွာပြီးနောက်အိုလီဗီယာကပီဇာသွားဝယ်စားဖို့အဆိုပြုပါတယ်။သူတို့ပီဇာဝယ်ပြီးတဲ့နောက်အိုလီဗီယာကတင်ကိုဝက်ရှော့ကနေခုတင်ပဲပြန်ရောက်လာတဲ့သူတို့ရဲ့ကားအဟောင်းလေးစီခေါ်သွားပါတယ်။ကားထဲမှာပီဇာစားနေရင်အိုလီဗီယာကသူတို့အမြဲတမ်းသွားချင်ခဲ့တဲ့ပါရီမျိုးစီကားမောင်းပြီးသွားကြဖို့အကြံပြုပါတယ်။ဒါအပြင်သူမအလုပ်ကနေထွက်လိုက်ပြီးဖြစ်ကြောင်းနဲ့ဖြစ်ပွားခဲ့တဲ့ကိစ္စကိုဝင်ပြတ်ကြမှုအပြီးမှာသူတို့နှစ်ယောက်လုံးအတွက်တိတ်ကပြန်စားဖို့လိုအပ်နေပြီလို့ခံစားရကြောင်းပြောပါတယ်။ဒါပေမဲ့တင်ကတော့အလုပ်ကနေချက်ချင်းထွက်လို့မရကြောင်းသူလည်းသွားချင်ပေမဲ့အခုလောလောဆယ်တော့မဟုတ်သေးကြောင်းညင်းဆိုပါတယ်။အဲ့ဒီအချိန်မှာပဲတင်စီအလုပ်ဖုန်းဝင်လာတာကြောင့်သူအလုပ်ရှုပ်သွားပြန်ပါတယ်။ညရောက်တော့သူတို့နှစ်ယောက်လုံးကရင်ပေါ်မှာနိုးနေကြပြီးအိုလီဗီယာကတိတ်တဆိတ်ငိုကြွေးနေပါတယ်။နောက်တနေ့မနက်မှာတင်နိုးလာတဲ့အခါအိုလီဗီယာတယောက်အထုပ်ပိုးတွေပြင်ပြီးထွက်သွားဖို့အဆင်သင့်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အိုလီဗီယာကတင်ဟာဘယ်တော့မှပြောင်းလဲမှာမဟုတ်တဲ့အတွက်သူ့ကိုထားခဲ့တော့မယ်လို့ပြောပါတယ်။သူမတကားကိုသွားဖွင့်တဲ့အခါအနာဂတ်ဆန်တဲ့အုတ်ချက်ခဲကြီးတစ်ခုကတကားကိုပိတ်ဆို့ထားတာကိုတွေ့လိုက်ရပါတယ်။တင်ကတခုခုလှုပ်ထားတာဆန်းစစ်တယ်လို့ထင်ပြီးအိုလီဗီယာကဖယ်ပေးဖို့ပြောပေမဲ့တင်ကိုယ်တိုင်လည်းတွားရောက်စစ်ဆေးကြည့်ရပါတယ်။အိုလီဗီယာကပြတင်းပေါက်ကိုတွားကြည့်တဲ့အခါမှာလည်းအဲ့ဒီအုတ်ချက်တွေကပဲတပြင်းလုံးပိတ်ဆို့ထားတာကိုတွေ့ရပါတယ်။သူတို့ပြတင်းပေါက်တိုင်းကိုလိုက်စစ်ကြည့်ပေမဲ့အားလုံးအုတ်တိုင်းကြီးနဲ့အပိတ်ခံထားရပါတယ်။အိုလီဗီယာကအဲ့ဒါကိုရိုက်ခွဲဖို့ကြိုးစားပြီးတင်မန်ကိုကူညီဖို့ပြောပါတယ်။တင်ကလည်းကြိုးစားပြီးတယောက်ယောက်ကိုအော်ခေါ်ပေမဲ့ဘာမှထူးမလာပါဘူး။အိုလီဗီယာကဖုန်းခေါ်ဖို့ကြိုးစားပေမဲ့လိုင်းမရပါဘူး။တင်က Wi-Fi သွားစစ်ကြည့်ပေမဲ့လုံးဝတင်နေပါတယ်။သူတို့နှစ်ယောက်လုံးဖုန်းလိုင်းရဖို့ကြိုးစားပေမဲ့အဆင်မပြေပါဘူး။အဲ့ဒီအချိန်မှာတင်ကဖုန်းကိုနေရန်နာကပ်လိုက်တဲ့အခါဖုန်းလိုင်းမှာလိုင်းနှောက်ယှက်မှုတွေဖြစ်ပေါ်လာတာကိုသတိပြုမိသွားပါတယ်။အိုလီဗီယာကလုံပူကိုထုတ်ပြီးအဲ့ဒီအုတ်တိုင်းကိုဖောက်ဖို့ကြိုးစားပါတယ်။တင်လည်းလာရောက်ပူပေါင်းပေမဲ့အစင်းကြောင်းလေးတစ်ခုတောင်ထင်အောင်မလုပ်နိုင်ခဲ့ပါဘူး။သူတို့နေရန်ကိုဖောက်ကြည့်တဲ့အခါမှာလည်းနေရန်ပြီးသွားတာနဲ့အဲ့ဒီအုတ်ချက်ကြီးနားမှာပဲရက်သွားပါတယ်။တခြားနေရာချို့ကိုစမ်းကြည့်ပေမဲ့ရလက်ကတော့အတူတူပါပဲ။တယောက်ယောက်ကတကူလုံးရှိတဲ့အဆောက်အုံကြီးတစ်ခုလုံးကိုဘယ်လိုနည်းနဲ့ပိတ်ဆို့လိုက်လဲဆိုတာသူတို့နားမလည်နိုင်အောင်ဖြစ်နေပါတယ်။အဲ့ဒီနောက်ဘေးကန်းကနေအော်ဟစ်တန်တွေကြားလိုက်ရပါတယ်။သူတို့ဘေးကန်းကိုကြည့်ဖို့အပေါက်တစ်ပေါက်ဖောက်လိုက်တဲ့အခါအမျိုးသမီးတစ်ယောက်နဲ့အမျိုးသားတစ်ယောက်ကိုတွေ့ရပါတယ်။အမျိုးသားကတော်တော်လေးတုံလုံးချောက်ချားနေပြီးသူတို့ကဒီအခန်းကိုညာရင်းချင်းပဲငှားခဲ့တာဖြစ်ပေမဲ့အခုတော့လုံးဝပိတ်ဆို့ခံထားရတယ်လို့ပြောပါတယ်။သူကတင်လို့လည်းအတူတူပဲလားလို့မေးတဲ့အခါသူတို့ကလည်းဟုတ်တယ်လို့ဖြေပါတယ်။အဲ့ဒီအမျိုးသားကသွေးပြက်ချောက်ချားနေတာကြောင့်အမျိုးသမီးကသူ့ကိုစိတ်ငြိမ်အောင်အရက်တမုံတောက်ခိုင်းပါတယ်။အိုလီဗီယာကသူတို့ညကတခုခုမြင်ခဲ့ကြခဲ့လားလို့မေးပေမဲ့အမျိုးသမီးကသူတို့လည်းမနဲ့နိုးလာမှအင်ကြီးကဒီလိုဖြစ်နေတာကိုတွေ့ရတာလို့ပြောပါတယ်။အဲ့ဒီအမျိုးသမီးကပြပြတလဲဖြစ်နေတာကြောင့်အိုလီဗီယာကနှစ်သိမ့်ပေးလိုက်ပါတယ်။တင်ကဘုံပိုင်ကောင်ကနေရေမလာတော့တာကိုသတိထားမိသွားပါတယ်။သူတို့ရှိသမျှရိတ်ခါတွေကိုစုဆောင်းထားကြပါတယ်။တင်ကဒါဟာဗီဒီယိုဂိမ်းတွေလိုပဲလို့တွေးမိပြီးသူတို့ထွက်ပေါက်တစ်ခုကိုရှာရမယ်လို့ပြောပေမဲ့အိုလီဗီယာကကြားဖြတ်ပြီးတင်မန်ရဲ့အလုပ်ပေါ်ဆွဲလန်းမှုကိုအပြစ်တင်စကားဆိုပါတယ်။သူတို့နှစ်ယောက်ကြားကမပြေလည်သေးတဲ့ကိစ္စတွေကြောင့်အကြီးအကျယ်ရန်ဖြစ်ကြပါတယ်။အိုလီဗီယာခန်းထဲကထွက်သွားတဲ့အခါတင်ကဒေါသတကြီးနဲ့သူ့ဖုန်းကိုအုတ်တိုင်းပေါ်ပစ်ပေါက်လိုက်ပါတယ်။သူထိုင်နေတော့မှအုတ်တိုင်းပေါ်ကတခုခုကိုသတိပြုမိသွားပါတယ်။သွားကြည့်တဲ့အခါအဲ့ဒါကပျက်စီးသွားတဲ့ဖုန်းထဲကချစ်ပြားလေးဖြစ်နေပြီးအုတ်တိုင်းကဘင်းကိုတန်လိုက်လို့ဆွဲကပ်ထားတာကိုတွေ့ရပါတယ်။အဲ့ဒီအချိန်မှာပဲအိုလီဗီယာကစောစောကရန်ဖြစ်ခဲ့တာအတွက်လာရောက်တောင်းပန်ပါတယ်။တင်ကဇွန်းတစ်ချောင်းကိုယူပြီးအုတ်တိုင်းရဲ့တန်လိုက်တဲ့အားကိုသူမကိုပြသလိုက်ပါတယ်။သူတို့တတုပစ္စည်းတွေအားလုံးကိုထုတ်ပြီးနေရန်ပေါ်တင်ကြည့်ကြပါတယ်။အိုလီဗီယာကတန်လိုက်တဲ့ဟာစတူရန်ကွက်တွေရှိတဲ့နေရာမှာအပြင်းထန်ဆုံးပဲလို့ပြောပါတယ်။ထို့နောက်သူမကတတုအားလုံးကိုအဲ့ဒီစတူရန်ကွက်တွေပေါ်တင်လိုက်တဲ့အခါမကြခင်မှာပဲတတုတွေဟာတုံခါလာပြီးအင်းတို့စီကိုအရှိန်နဲ့လွတ်ဆင်လာပါတယ်။တင်ရန်ကအိုလီဗီယာကိုဆွဲပြီးအောက်ကိုဝှက်ချလိုက်ပါတယ်။တတုစတွေကြောင့်တင်မှာဒဏ်ရာရသွားတာကိုအိုလီဗီယာသတိပြုမိသွားပြီးအင်းတို့ကိုဖယ်ရှားကာဒဏ်ရာကိုပတ်တိစီပေးပါတယ်။သူတို့ထိုင်နေတော့မှပဲဘေးကန်းကအမျိုးသမီးရဲ့အော်ဟစ်တန်ကိုထပ်မံကြားလိုက်ရပါတယ်။သူတို့နေရန်စီအမြန်သွားပြီးလှမ်းခေါ်ပေမဲ့ဘာတန်မှပြန်မကြားရတာကြောင့်အပေါက်ကိုပိုကြည့်အောင်လုပ်ပြီးအင်းတို့ခန်းထဲကိုကူးသွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။တင်ကဘေ့စ်ဘောတုပ်ကိုကင်ပြီးအိုလီဗီယာကငရုတ်ကောင်းစပရေးကိုကင်ကာခန်းထဲမှာရှာဖွေကြပါတယ်။သူတို့အမျိုးသမီးကိုကတင်ပေးမှလဲကျနေတာတွေ့ရပါတယ်။အိုလီဗီယာကအမျိုးသမီးကိုအပြင်ခေါ်သွားစဉ်မှာတင်ကအမျိုးသားကိုရှာဖွေပါတယ်။ရုတ်တရက်အဲ့ဒီအမျိုးသားကတင်မန်ပေါ်ခုံအုပ်ပြီးကျမ်းပြင်ပေါ်ဖိနှိပ်ထားပါတယ်။အိုလီဗီယာရောက်လာပြီးအဲ့ဒီအမျိုးသားကိုငရုတ်ကောင်းစပရေးနဲ့ဖျန်းပစ်လိုက်ပါတယ်။တင်ကအဲ့ဒီလူကိုရိုက်ဖို့ကြိုးစားပေမဲ့အမျိုးသမီးကဝင်ထားပါတယ်။သူမကအဲ့ဒီအမျိုးသားဟာသူမကိုရံမမှုခဲ့ကြောင်းသူမကအုတ်တိုင်းကိုရိုက်ခွဲဖို့ကြိုးစားရင်းကိုဘာသာဒဏ်ရာရခဲ့တာဖြစ်ကြောင်းနဲ့သူဟာသူမကိုဘယ်တော့မှနာကျင်အောင်လုပ်မှာမဟုတ်ကြောင်းပြောပါတယ်။သူတို့နှစ်ယောက်လုံးညကမူရစ်စေဝါတွေအလွန်အကျွံသုံးဆွဲခဲ့ကြတာဖြစ်နိုင်ပါတယ်။တင်ကမူရစ်စေအရှိန်ပြဲသွားတဲ့အထိယာယီအနေနဲ့အဲ့ဒီအမျိုးသားရဲ့လက်ကိုကျိုးတုပ်ထားလိုက်ပါတယ်။ထို့နောက်အမျိုးသမီးကသူမကိုသူမအန်နာလို့မိတ်ဆက်ပြီးအမျိုးသားကတော့မာပင်ဖြစ်ပါတယ်။တင်ကအခန်းကိုလိုက်လံစစ်ဆေးရင်းစတူခန်းတစ်ခုကိုတွေ့ရှိပါတယ်။သူကတကားကိုရိုက်ခွဲလိုက်တဲ့အခါတူကြီးတစ်ခုကိုတွေ့ရပါတယ်။
သူကအဲ့ဒီတူနဲ့အုတ်တိုင်းတကားကိုရိုက်ခွဲဖို့ကြိုးစားပါတယ်ဒါပေမဲ့အခုမှနိုးလာတဲ့မာဗင်ကဒါဟာလက်နက်ကိုပဲပျက်စီးစေလိမ့်မယ်လို့ပြောပါတယ်တင်ကသူ့ကိုတိုက်ခိုက်ခဲ့တဲ့အကြောင်းမေးတဲ့အခါမာဗင်ကအံ့ဩသွားပြီးအန်နာကအကြောင်းစုံကိုပြန်ပြောပြတဲ့အတွက်မူရစ်ဆေးတွေအများကြီးမတုံးဆွဲတင်ကြောင်းနောင်တရသွားပါတယ်အသက်မွေးဝမ်းကြောင်းအရာဘီတုကပညာရှင်တဦးဖြစ်တဲ့အိုလီဗီယာကအကြံတစ်ခုရလာပါတယ်ဒီအဆောက်အုံကိုစစ်ပွဲကာလအတွင်းကတိစောက်ခဲ့တာဖြစ်လို့မြေအောက်ခန်းထဲမှာဘုံကိုချင်းတစ်ခုရှိနေရမယ်လို့သူမကပြောပါတယ်အချို့ဘုံကိုချင်းတွေကမြေအောက်ယထာလန်စနစ်နဲ့ချိတ်ဆက်ထားတတ်လို့အဲ့ဒီကနေတဆင့်သူတို့ထွက်ပြေးနိုင်မှာဖြစ်ပါတယ်သူတို့ကျမ်းပြင်ကိုစတင်ရိုက်ခွဲကြပါတယ်မာဗင်ကတော့တယောက်ယောက်ကသူတို့ကိုကစားပွဲဆင်နေတာလို့တွေးပြီးတိုက်မှန်နေကြမှာအပြစ်ရှိတယ်လို့တန်တရားဝင်နေပါတယ်သူတို့ကျမ်းပြင်ကိုဖောက်ထွင်းလိုက်နိုင်ပြီးတင်ကအောက်ကိုဆင်းကသူတို့ရဲ့အိမ်နီးနားချင်းဖြစ်သူမစ္စတာအော့စ်ဝေါ်ကိုလှမ်းခေါ်ပါတယ်ဒါပေမဲ့မစ္စတာအော့စ်ဝေါ်ကတနက်တစုံနဲ့ထွက်လာပြီးသူ့ရဲ့ရိတ်ခါတွေကိုဘယ်သူမှမမျှဝေချင်တဲ့အတွက်အပေါ်ထပ်ကိုပြန်တက်သွားဖို့အမိန့်ပေးပါတယ်။အိုလီဗီယာနဲ့တခြားသူတွေကသူတို့ရဲ့အစီအစဉ်ကိုပြောပြပြီးတောင်းပန်ပေမဲ့သူကစိတ်မဝင်စားပဲတခြားလမ်းကနေသွားဖို့ပြောပါတယ်။အဲ့ဒီချိန်မှာပဲသူ့ရဲ့မြေမလေးလီယာရောက်လာပြီးအားလုံးတူတူပူးပေါင်းရင်ဒီကနေလွတ်မြောက်နိုင်မှာဖြစ်ကြောင်းပြောပါတယ်။မြေမလေးရဲ့တိုက်တွန်းမှုကြောင့်သူကကူညီဖို့သဘောတူလိုက်ပါတယ်။သူတို့အားလုံးအောက်ထပ်ကိုဆင်းလာကြပါတယ်။တင်ကမာဗင်ကိုကျိုးဖြေပေးပြီးသူ့ရဲ့မူရစ်စေးအရှိန်ပြေစေဖို့ကျမ်းပြင်ကိုဆက်လက်ရိုက်ခွဲခိုင်းပါတယ်။တစ်ဖက်မှာလည်းအိုလီဗီယာကရန်ဖြစ်ပြီးနောက်ပိုင်းသူမရဲ့ရေးစားစီမက်ဆေ့ချပို့ဖို့စူးစမ်းနေတဲ့လီယာနဲ့စကားပြောဖြစ်ပါတယ်။လီယာကသူမမနက်၄နာရီမှာအိမ်သာတက်ဖို့နိုးလာခဲ့ပြီးအခန်းထဲပြန်လာတဲ့အခါနေရာတစ်ခုလုံးအုတ်တိုင်းတွေနဲ့အပိတ်ခံထားရတာကိုတွေ့ခဲ့တာလို့ပြောပါတယ်။ရုတ်တရက်တင်ကမီကိုအာယုံခံကရိယာတစ်ခုကိုတတိပြုမိပြီးဖြုတ်ကြည့်လိုက်တဲ့အခါအထဲမှာကင်မရာတစ်လုံးပါရှိနေတာကိုတွေ့ရပါတယ်။သူကမစ္စတာအော့စ်ဝေါ်ကိုဓာတုတက်ထားတာလားလို့မေးပေမဲ့မစ္စတာအော့စ်ဝေါ်ကသူမဟုတ်ကြောင်းအာယုံခံကရိယာအားလုံးကိုမစ္စတာဖရီမန်ကတက်ဆင်ခဲ့တာဖြစ်ကြောင်းပြောပါတယ်။တင်ကတခြားအခန်းတစ်ခုကိုသွားပြီးနောက်ထပ်အာယုံခံကရိယာတစ်ခုကိုခွာကြည့်တဲ့အခါမှာလည်းကင်မရာကိုပဲတွေ့ရပါတယ်။မာဗင်ကသူတို့တွေဟာ Squid Game လိုမျိုးကစားပွဲဆင်ခံနေရတာဖြစ်ပြီးတယောက်ယောက်ကကင်မရာကနေစောင့်ကြည့်နေတာဖြစ်ကြောင်းမစ္စတာဖရီမန်ကတော့ဂိမ်းမာစတာဖြစ်ရမယ်လို့ပြောပါတယ်။အိုလီဗီယာကမစ္စတာဖရီမန်ကဘေးအိမ်မှာပဲနေတာမို့လို့သူ့ကိုသွားမေးရမယ်လို့ဆိုပါတယ်။သူတို့နေရန်ကိုရိုက်ခွဲပြီးသူ့ခန်းထဲကိုဝင်သွားကြပါတယ်။ဒါပေမဲ့အန်အိုစရာကောင်းတာကမစ္စတာဖရီမန်ဟာတကားဘေးမှာတွေးအိမ်ထဲလဲပြီးလက်နှစ်ဖက်စလုံးဖြတ်တောက်ခံရကတေးဆုံးနေတာကိုတွေ့လိုက်ရပါတယ်။မာဗင်ကပြုတ်အန်ချင်လာတာကြောင့်အိမ်သာထဲသွားပြီးအန်နာကနောက်ကလိုက်သွားပါတယ်။အိုလီဗီယာကတော့ထိတ်လန့်တုန်လှုပ်ပြီးအသက်ရှူကျက်တဲ့ဝေဒနာစတင်ခံစားရပါတယ်။တင်ကသူမကိုစိတ်အေးထားဖို့ကြိုးစားပေမဲ့သူမအခန်းထဲကထွက်သွားပါတယ်။ထို့နောက်တင်ကမစ္စတာဖရီမန်ရဲ့ဖုန်းကိုစစ်ဆေးကြည့်ရအုတ်တိုင်းရဲ့တပ်ပုံချုပ်ကိုတွေ့ရှိရပါတယ်။သူတို့ကျမ်းပြင်ကိုဆက်လက်ရိုက်ခွဲကြပါတယ်။သူတို့အားလုံးရှာဖွေတွေ့ရှိမှုတွေကြောင့်ထိတ်လန့်နေကြပါတယ်။အိုလီဗီယာကမီးလောင်မှုအကြောင်းသတင်းဆောင်မတစ်ခုကိုတင်ကိုပြသပြီးဒါနဲ့ဆက်ဆက်နေမလားလို့တွေးဆမိပါတယ်။ရုတ်တရက်ကျမ်းပြင်ကအုံကနေပြိုကျသွားပြီးတင်မမာပင်နဲ့အန်နာတို့အောက်ထပ်ကိုပြုတ်ကျသွားကြပါတယ်။အိုလီဗီယာကတင်မန်ကိုကူညီဖို့ဆင်းလာပါတယ်။မာဗင်နဲ့အန်နာတို့လည်းပြန်လဲထူထောင်လာကြပါတယ်။လီယာလည်းဆင်းဖို့ပြင်ဆင်ပေမဲ့မစ္စတာအော့စ်ဝေါ်ကတနက်ကိုသူမလက်ထဲထည့်ပေးပြီးသူတယောက်တည်းဆင်းသွားတင်တယ်လို့ပြောပါတယ်။ဒါပေမဲ့လီယာကဇွန်အတင်းတိုက်တွန်းပြီးသူနဲ့အတူလိုက်ခဲ့ခိုင်းပါတယ်။သူတို့အောက်ကိုရောက်တဲ့အခါအမျိုးသားတဦးပေါ်လာပြီးသူတို့ဝင်လာပုံကိုချီးကျူးစကားဆိုပါတယ်။သူကသူ့ကိုယ်သူအန်တိုရဲ့တငယ်ချင်းယူရီဖြစ်ကြောင်းနဲ့အန်တိုစီရဲ့အနေငယ်လာလဲတာဖြစ်ကြောင်းမိတ်ဆက်ပါတယ်။သူကဘာလို့ကျမ်းပြင်ကိုခွဲနေတာလဲဘာအစီအစဉ်ရှိလဲလို့မေးပါတယ်။သူတို့ကအစီအစဉ်ကိုရှင်းပြတဲ့အခါသူကတဟားဟားရည်ပြီးအုတ်တိုင်းဟာသူတို့ကိုကာကွယ်ဖို့ရှိနေတာလို့ပြောပါတယ်။ဒါဟာဘလို့တိုက်ခိုက်မှုမျိုးကနေမဆိုကာကွယ်ပေးတဲ့အဆင့်မြင့်နည်းပညာစနစ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။တင်ကသူ့ရဲ့ theory ကိုထောက်ခံဖို့တက်တည်ရှိလာလို့မေးတဲ့အခါယူရီကနောက်ွယ်ကအစိုးရကဘာတစ်စနစ်လိုမျိုးပူးပေါင်းကြံစည်မှု theory တွေကိုရှောက်ပြောပါတယ်။အိုလီဗီယာကအန်တုံဘယ်မှာလဲလို့မေးတဲ့အခါယူရီကအန်တုံရဲ့အလောင်းကိုပြသပြီးနှလုံးရက်ပြီးရုတ်တရက်လဲကျတည်ဆုံးသွားတာဖြစ်ကြောင်းသူကအုတ်တိုင်းတွေအကြောင်းလေ့လာနေခဲ့တာဖြစ်ကြောင်းပြောပါတယ်။သူတို့ကဝမ်းထဲကြောင်းပြောကြပါတယ်။အခုအခါသူတို့တွေဟာအပြင်ကဘာမှာညဉ့်ညမ်းမှုတွေဖြစ်နေပြီလားအပြင်ကိုထွက်တင်မထွက်တင်ဆိုတာကိုအငင်းပွားကြပါတယ်။မာဗင်အန်နာနဲ့အိုလီဗီယာတို့ကတော့ဒီမှာပိတ်မိနေမဲ့အစားအပြင်မှာပဲစွန့်စားကြည့်တာပိုကောင်းတယ်လို့ဆိုကအခန်းထဲကထွက်သွားကြပါတယ်။လီယာကတော့အန်တိုရဲ့သူတည်တနာစာတမ်းတွေကိုစစ်ဆေးဖို့ကြံရစ်ခဲ့ပါတယ်။ယူရီကအုတ်တိုင်းကဘာကြီးလဲဆိုတဲ့စိတ်ဖိစီးမှုကြောင့်အန်တိုတေဆုံးခဲ့တာလို့ပြောပြီးစက်ကူတွေကိုယူလိုက်ပါတယ်။လီယာကတခြားသူတွေစီတွားရောက်ပူးပေါင်းပါတယ်။သူတို့မြေအောက်ခန်းရဲ့ကျမ်းပြင်ကိုထပ်မံရိုက်ခွဲပြီးမြေအောက်လိုင်ကောင်းကိုရှာဖွေရတွေ့ရှိသွားပါတယ်။လိုင်ကောင်းတကားကိုရိုက်ခွဲလိုက်ပေမဲ့အန်အောစရာကောင်းတာကအဲ့ဒီနေရာမှာလည်းတူညီတဲ့အုတ်တိုင်းကြီးနဲ့ပိတ်ဆို့ခံထားရတာကိုတွေ့လိုက်ရပါတယ်။မာဗင်စိတ်လွတ်သွားပြီးတူနဲ့နေရန်ကိုရန်တမ်းထုပါတော့တယ်။တင်ကသူ့ကိုတားဖို့ကြိုးစားပြီးမစ္စတာအော့စ်ဝေါ်ကတနက်နဲ့ချိန်ပါတယ်။မာဗင်ကစိတ်ငြိမ်သွားပြီလို့ပြောပေမဲ့ရုတ်တရက်တနက်ကိုလူယူပြီးနေရန်ကိုပစ်ခတ်လိုက်ပါတယ်။ဒါပေမဲ့ကြီးစံတွေကအုတ်တိုင်းသားမှတင်ရက်တန့်သွားပြီးတုံခါလာပါတယ်။တင်ကအားလုံးကိုဝတ်ခိုင်းလို့သူတို့အားလုံးဝတ်လိုက်ကြပေမဲ့မစ္စတာအော့စ်ဝေါ်ကတော့အချိန်မီမဝတ်နိုင်ပဲကြီးစံပြန်ကန်ထွက်လာတာကြောင့်မှန်ပြီးတေဆုံးသွားပါတယ်။လီယာကသူ့စီပြေးသွားပြီးအကူအညီတောင်းပေမဲ့မာဗင်ကူညီဖို့လာတဲ့အခါသူမကဒေါသကြီးအော်ဟစ်မောင်းထုတ်လိုက်ပါတယ်။မစ္စတာအော့စ်ဝေါ်အဲ့ဒီမှာတင်ကွယ်လွန်သွားပါတယ်။သူတို့အားလုံးအန်တိုရဲ့အခန်းထဲမှာထိုင်နေကြစဉ်အန်နာကသူတို့ကြားမှာဆက်နွယ်နေတဲ့တူညီတဲ့အချက်တစ်ခုခုရှိမလား။ဥပမာသူမဆိုရင်ငငယ်ကတေလူမျိုးပါဖြစ်ခဲ့ဘူးလေလို့ပြောပါတယ်။လီယာကသူမအမေကင်ဆာနဲ့တေဆုံးတာကိုမြင်ခဲ့ရတယ်လို့ပြောပြီးယူရီကတော့သူရဲ့ဖြစ်စဉ်ကလူတစ်ယောက်ကိုတတ်ခဲ့ဘူးလေလို့ဆိုပါတယ်။လီယာကမာဗင်အကြောင်းကိုလည်းအားလုံးသိကြတယ်လို့ပြောပါတယ်။မာဗင်ကထပ်မံတောင်းပန်ပေမဲ့လီယာကသူ့ကိုအော်ဟစ်ပါတယ်။ထို့နောက်သူတို့ကအိုလီဗီယာနဲ့တင်ကိုမေးပါတယ်
အိုလီဗီယာကပြောပြဖို့ပြင်ပေမဲ့တင်ကမပြောဖို့တားပါတယ်။ဒါပေမဲ့သူမကဆက်ပြောပြရာသူတို့နှစ်ယောက်ဟာကိုဝင်ပြစ်ကြမှုကြောင့်ကလေးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။တင်ကတခြားအခန်းတစ်ခုထဲထွက်သွားပါတယ်။အိုလီဗီယာနောက်ကလိုက်သွားပြီးသူတို့နောက်ထပ်ရံပွဲတစ်ခုဖြစ်ပွားပြန်ပါတယ်။အိုလီဗီယာကကလေးပြစ်ကြပြီးကလေးကတင်မဟာအလုပ်ထဲမှာပဲစိတ်ညစ်ပြီးသူ့ကိုယ်သူပိတ်လောင်ထားခဲ့ကြောင်းအဲ့ဒီအကြောင်းကိုဘယ်တော့မှမပြောဘဲသူမတယောက်ထဲသာနာကျင်မှုကိုခံစားခဲ့ရကြောင်းဆွဆွဲပါတယ်။တင်ကစိတ်ကိုလျှော့လိုက်ပြီးသူတို့တွေဒီအတိုင်းထိုင်နေလို့မရကြောင်းတဲလွန်စားတွေရဖို့မစ္စတာဖရီမန်ရဲ့အခန်းကိုရှာဖွေရမယ်လို့အကြံပြုပါတယ်။လီယာကလည်းအန်တိုတစ်ခုခုရှာတွေ့ထားနိုင်တာမို့လို့သူ့ရဲ့အလုပ်တွေကိုစစ်ဆေးဖို့လိုတယ်လို့ထပ်လောင်းပြောပါတယ်။သူတို့လူစုခွဲဖို့ဆုံးဖြတ်လိုက်ကြပါတယ်။တင်မာဗင်နဲ့အန်နာတို့ကမစ္စတာဖရီမန်ရဲ့အခန်းကိုတွားရောက်ရှာဖွေကြပြီးလီယာနဲ့အိုလီဗီယာကတော့အန်တိုရဲ့အလုပ်တွေကိုစစ်ဆေးကြပါတယ်။ယူရီကတော့အဲ့ဒါတွေကိုစိတ်မဝင်စားပါဘူး။ဖရီမန်ရဲ့အိမ်ကိုစစ်ဆေးနေစဉ်တင်ကဒီအခန်းဟာအပေါ်ခန်းထက်ပိုကျင်းနေတာကိုသတိပြုမိသွားပါတယ်။သူနေရန်တစ်ခုကိုစစ်ဆေးကြည့်ပြီးနောက်ဒီနောက်ွယ်မှာလှုပ်ဝက်ခန်းတစ်ခုရှိနေတယ်ဆိုတာသဘောပေါက်သွားပါတယ်။မာဗင်ကလည်းလှုပ်ဝက်ခလုတ်တစ်ခုကိုရှာတွေ့ပါတယ်။တင်ကစစ်ဆေးပြီးနောက်လက်ပွေရာတွေကိုရှာဖွေဖို့မိချောင်းယူလာခိုင်းပါတယ်။သူတို့စစ်ဆေးလိုက်တဲ့အခါနံပါတ်၄လုံးပေါ်မှာလက်ပွေရာတွေကိုတွေ့ရပါတယ်။ဒါကြောင့်လှုပ်ဝက်နံပါတ်ဟာဒီကနန်းလေးလုံးရဲ့ဖြစ်နိုင်ခြေရှိတဲ့ combination 24ခုတည်းကတစ်ခုဖြစ်ရပါမယ်။အန်နာကတခြားသူတွေကိုတွားခေါ်မယ်လို့ပြောပါတယ်။တစ်ဖက်မှာတော့လီယာနဲ့အိုလီဗီယာတို့ဟာအန်တိုရဲ့လိပ်စာကတ်ကိုရှာတွေ့ပြီးသူဟာ Epsilon Nano Defense ဆိုတဲ့ကုမ္ပဏီမှာအလုပ်လုပ်တာကိုသိရပါတယ်။သူတို့ယူရီကိုမေးပေမဲ့ယူရီကအန်တုံကသူ့အလုပ်ကြောင်းပြောလို့မရှိကြောင်း programmer တယောက်ဆိုတာပဲသိကြောင်းပြောပါတယ်။သူတို့ထပ်မံရှာဖွေရမှာသူ့ရဲ့လက်တော့နဲ့ဖုန်းတွေရိုက်ခွဲခံထားရတာကိုတွေ့ရပါတယ်။ယူရီကအန်တုံဟာလမ်းစာပြောက်တဲ့ခါတိုင်းပစ္စည်းတွေကိုနေရန်နဲ့ရိုက်ခွဲလေးရှိတယ်လို့ပြောပါတယ်။သူတို့လှုပ်ဝက်ကုတ်အချို့ရေးထားတဲ့စက်ကူတစ်ရွက်ကိုတွေ့ရပါတယ်။အဲ့ဒါဟာအုတ်တိုင်းကိုဖွင့်မဲ့ကုတ်ဖြစ်နိုင်ပေမဲ့ယူရီကတဟားဟားရည်ပြီးတကားကိုဖွင့်လိုက်တာနဲ့ရေဒီယိုတက်တိကြွလိုင်းတွေဝင်လာပြီးအားလုံးတေကုန်လိမ့်မယ်လို့ပြောပါတယ်။အဲ့ဒီချိန်မှာအန်နာရောက်လာပြီးတခုခုရှာတွေ့ထားကြောင်းပြောတာကြောင့်အိုလီဗီယာနဲ့ယူရီတို့တွားကြည့်ကြပြီးလီယာကတော့ထပ်မံရှာဖွေဖို့ကြံရစ်ခဲ့ပါတယ်။တင်က combination မျိုးမျိုးကိုစမ်းသပ်ရင်းလျှို့ဝှက်တကားကိုဖွင့်နိုင်ခဲ့ပါတယ်။သူတို့အထဲဝင်သွားတဲ့အခါသူတို့အခန်းတွေရဲ့စောင့်ကြည့်ကင်မရာမှတ်တမ်းတွေရှိနေတဲ့ကွန်ပျူတာတွေကိုတွေ့ရပါတယ်။တခြားသူတွေလည်းရောက်လာပြီးဗီဒီယိုတွေကိုကြည့်ကြပါတယ်။အန်နာကသူမတို့ရဲ့တီးတန့်အချိန်ဗီဒီယိုတွေကိုဖျက်ပေးဖို့တောင်းဆိုပါတယ်။သူတို့တင်မနဲ့အိုလီဗီယာရဲ့အခန်းကိုစစ်ဆေးပြီးအုတ်တိုင်းတွေအဆောက်အုံကိုဝိုင်းရံပိတ်ဆို့လိုက်တဲ့အချိန်တိကျကိုရှာဖွေကြပါတယ်။ဗီဒီယိုကိုနှိမ့်ကြည့်လိုက်တဲ့အခါအဲ့ဒါဟာနီးပညာမြင့်နာနိုနီးပညာလိုမျိုးအဆောက်အုံတစ်ခုလုံးကိုပြန့်နှံ့သွားတာကိုတွေ့ရပါတယ်။အန်တိုရဲ့အခန်းထဲမှာကြံခဲ့တဲ့လီယာကအန်တိုရဲ့အလောင်းကိုတွားရောက်စစ်ဆေးပြီးလေဘင်းကပဝါကိုဖယ်လိုက်တဲ့အခါလေဘင်းမှာညှစ်သက်ခံထားရတဲ့ဒဏ်ရာတွေကိုတွေ့လိုက်ရပါတယ်။တစ်ဖက်မှာလည်းသူတို့အန်တိုရဲ့အခန်းဗီဒီယိုမှတ်တမ်းကိုကြည့်နေကြပြီးအန်တိုကျမ်းပြင်ပေါ်မှာတည်ဆုံနေတာကိုမြင်ရပါတယ်။သူတို့ယူရီကိုအန်တိုတည်ဆုံမှုအကြောင်းမေးဖို့အလုံးမှာယူရီနားမှာမရှိတော့တာကိုသတိပြုမိသွားပါတယ်။မာဗင်ကသူ့ကိုလိုက်ရှာပါတယ်။သူတို့ဗီဒီယိုမှတ်တမ်းကိုစက်ကြည့်ရအန်တွန်ဟာဖုန်းကိုကင်ပြီးအုတ်တိုင်းစီသွားတာကိုတွေ့ရပြီးအလင်းနဲ့အချို့လင်းလက်သွားပြီးနောက်အန်တွန်ဟာအုတ်တိုင်းကိုဖွင့်နိုင်ခဲ့တာကိုတွေ့လိုက်ရပါတယ်။ယူရီကိုလိုက်ရှာနေတဲ့မာဗင်ကအခန်းထဲရောက်တဲ့အခါယူရီကအန်တွန်ရဲ့သူတည်တနာစာတမ်းတွေကိုမိရှုနေတာကိုတွေ့ရပါတယ်။ဒါအပြင်လီယာဟာလည်းကတင်ပေးမှာတိတ်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်။မာဗင်ကယူရီကိုအော်ဟစ်ဆဲဆိုပေမဲ့ယူရီကသူဟာအားလုံးကိုကာကွယ်ဖို့ကြိုးစားနေတာလို့ပြောပါတယ်။တင်ကတနက်ကိုကင်ပြီးပြေးလာတဲ့အခါယူရီကမာဗင်ကိုလေဘင်းညစ်နေတာကိုတွေ့ရပါတယ်။ယူရီကတင်ကိုပါတိုက်ခိုက်ပြီးလေဘင်းညစ်ပါတယ်။မာဗင်ပြန်ထလာပြီးယူရီကိုရိုက်နှက်ကသူတို့နှစ်ယောက်ယူရီကိုထောက်ပိတ်မိသွားပါတယ်။တခြားသူတွေရောက်လာပြီးသူကထွက်ပေါက်ကိုသိနိုင်တာမို့လို့မဖြစ်ဖို့တားပါတယ်။တင်ကယူရီကိုသတိမေ့သွားအောင်လုပ်ပြီးကလတ်ထိုင်မှာကျိုးတုပ်ထားလိုက်ပါတယ်။အိုလီဗီယာကလီယာတည်ဆုံမှုအတွက်အပြစ်မကင်းတယ်လို့ခံစားနေရပါတယ်။တင်ကဒါသူမအပြစ်မဟုတ်ကြောင်းနှစ်သိမ့်ပါတယ်။အန်နာကယူရီဟာအန်တုံထွက်ပေါက်ရှာတွေ့သွားလို့တက်ခဲ့တာဖြစ်မယ်လို့တွေးမိပါတယ်။ထို့နောက်သူတို့မိကျွမ်းနေတဲ့စက်ကူတွေကိုစစ်ဆေးကြပြီးအန်နာကတဲလို့ဆာရှာဖို့ဗီဒီယိုမှတ်တမ်းကိုတွားကြည့်ပါတယ်။မီးလောင်နေတဲ့စက်ကူတွေထဲကကုတ်တွေကိုကြည့်ပြီးအိုလီဗီယာကဒါဟာမော့စကုတ်လိုမျိုးအစီအစဉ်တစ်ခုဖြစ်ရမယ်လို့တွက်ဆပါတယ်။အိုလီဗီယာကတင်မန်ကိုအန်တုံရဲ့လိပ်စာကတ်ကိုပြသရာတင်ကအဲ့ဒီကုမ္ပဏီဟာအကြီးအကျယ်မီးလောင်မှုဖြစ်ပွားခဲ့တဲ့နေရာမှာရှိနေတာကိုသတိပြုမိသွားပါတယ်။သူတို့ယူရီကိုနှိုးပြီးအန်တုံကအုတ်တိုင်းကိုဘလို့ဖွင့်ခဲ့လဲဆိုတာမေးပေမဲ့ယူရီကအပြင်မှာအရာအလုံးညဉ့်ညမ်းနေပြီဖြစ်လို့ဒီမှာနေတာကပိုစိတ်ချရတယ်လို့ပဲပြောပါတယ်။တင်ကဘေးနားကိုတနက်နဲ့တစ်ချက်ပစ်ပြီးရစ်ဆာလွန်ကုမ္ပဏီကဒီအုတ်တိုင်းကိုဘာလို့တိစောက်ခဲ့တာလဲလို့မေးပါတယ်။ယူရီကဒါဟာဘလို့တိုက်ခိုက်မှုမျိုးကိုမဆိုကာကွယ်ဖို့ကာကွယ်ရေးစနစ်အဖြစ်တိစောက်ခဲ့တာပဲသိတယ်လို့ဖြေပါတယ်။အိုလီဗီယာကအပြင်မှာအားလုံးညဉ့်ညမ်းနေတယ်ဆိုရင်အန်တုံကဘာလို့အပြင်ထွက်ချင်ရတာလဲလို့မေးတဲ့အခါအန်တုံကဒါဟာမီးလောင်မှုကြောင့်ဖြစ်ရတဲ့စနစ်ချို့ယွင်းမှုလို့ယုံကြည်ခဲ့တာကြောင့်ဖြစ်တယ်လို့ယူရီကဖွင့်ဝင်ခံပါတယ်။မာဗင်ကသူတို့လည်းအန်တုံရဲ့တီအိုရီကိုပဲယုံကြည်တယ်လို့ဆိုပါတယ်။အဲ့ဒီချိန်မှာအန်နာရောက်လာပြီးတခုခုရှာတွေ့ခဲ့တယ်လို့ပြောပါတယ်။ဗီဒီယိုမှတ်တမ်းရအန်တုံဟာသူ့လက်တော်နဲ့တခုခုလုပ်နေတာကိုပြသပါတယ်။တင်ကသူ program ရေးပြီးအုတ်တိုင်းကိုဖွင့်ဖို့ application တစ်ခုတိစောက်ခဲ့တာလို့ပြောပါတယ်။ယူရီကသူ့ရဲ့လက်တော်နဲ့ဖုန်းကိုရိုက်ခွဲခဲ့တာကိုသူတို့မြင်တွေ့ရပါတယ်။သူတို့အန်တုံရဲ့ပျက်စီးနေတဲ့ဖုန်းကိုယူပြီးကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါတယ်။ဖုန်းဟာတော့တစ်ခုလိုဖြစ်ပြီးနေရန်ဘော်ကစတူရန်ကွက်တွေကတော့တကားဖွင့်မဲ့တော့ခလောက်တွေဖြစ်တယ်ဆိုတာသူတို့သဘောပေါက်သွားပါတယ်။တင်ကအဲ့ဒီ app ကိုပြန်လည်ပြုပြင်လိုက်ပြီးသူတို့အုတ်တိုင်းစီသွားက app ကိုဖွင့်လိုက်ပါတယ်။ app ပွင့်လာပြီးခလုတ်တွေလိုမျိုးစတူရန်ကွက်တွေကိုမှတ်သားပေးပါတယ်။သူတို့ဂင်းတို့ကိုရန်တန်းနှိပ်လိုက်တဲ့အခါဖုန်းကနေ flash မီစတင်လင်းလာပါတယ်။အုတ်တိုင်းကပေါ်တယ်လိုမျိုးစတင်ပြောင်းလဲလာပါတယ်။အန်နာကသွားပြီးထိတွေ့ကြည့်ရာသူမနှွေးထွေးမှုကိုခံစားရပြီးအားလုံးဒီထဲကနေဖြတ်သွားရမယ်လို့ပြောပါတယ်
ယူရီကိုစောင့်ကြည့်နေတဲ့မာဗင်ရောက်လာပြီးလက်ကိုဖယ်ဖို့ပြောပေမဲ့အန်နာကလက်ဖယ်လို့မရတော့ပဲတခုခုကဆွဲသွင်းနေတယ်လို့ပြောပါတယ်။တခြားသူတွေကသူမကိုပြန်ဆွဲဖို့ကြိုးစားပေမဲ့သူမအုတ်တိုင်းထဲကိုပို့ပြီးနစ်ဝင်သွားပါတယ်။ရုတ်တရက်အုတ်တိုင်းတကားကပြန်ပိတ်သွားခဲ့ပါတယ်။တကားပိတ်သွားတဲ့အခါအန်နာရဲ့ခန္ဓာကိုယ်တဝက်ပြက်ကျန်ရစ်ပြီးသူတို့ကျမ်းပြင်ပေါ်လဲကျသွားကြပါတယ်။မာဗင်တယောက်စိတ်ကြေကွဲသွားပြီးယူရီကတော့သူတို့ကိုလှောင်ရဲပါတယ်။မာဗင်ကဒေါသတကြီးနဲ့ယူရီကိုတနက်နဲ့ပစ်တက်လိုက်ပြီးနောက်သူ့ကိုယ်သူလည်းတနက်နဲ့အဆုံးစီရင်သွားပါတယ်။အိုလီဗီယာနဲ့တင်တို့ကျမ်းပြင်ပေါ်မှာစိတ်ပြတ်အားရောစွာထိုင်နေကြပါတယ်။အိုလီဗီယာကဒါဟာအဆုံးသက်ပဲလို့ခံစားရပြီးတင်ကိုကလေးဆုံးရှုံးခဲ့တော့ကသူမအလွန်ကြေကွဲခဲ့ရကြောင်းတင်ကိုလိုအပ်ခဲ့ပေမဲ့တင်ကသူ့ကိုယ်သူပိတ်လောင်ထားခဲ့ကြောင်းပြောပြပါတယ်။တင်ကအိုလီဗီယာသူ့ကိုစွန့်ခွာမသွားခဲ့တဲ့အတွက်ကျေးဇူးတင်တယ်လို့ပြောတဲ့အခါသူမကတင်ကိုချစ်လို့ပဲဖြစ်တယ်လို့ပြန်ဖြေပါတယ်။သူတို့နှစ်ယောက်ပြန်လဲတမျက်သွားပြီးလမ်းဆက်ကိုထပ်မံရှာဖွေဖို့ဆုံးဖြတ်ကြပါတယ်။သူတို့အက်ကိုဖွင့်ကြည့်တဲ့အခါခလုတ်တွေကိုနှိပ်လိုက်တိုင်း flash မီကတစ်ခုနဲ့တစ်ခုမတူပဲ6ကြိမ်4ကြိမ်1ကြိမ်နဲ့2ကြိမ်စသဖြင့်ကွဲပြားစွာလင်းလက်တာကိုသတိပြုမိသွားပါတယ်။သူတို့ဗီဒီယိုမှတ်တမ်းကိုတေချာပြန်ကြည့်ပြီးအန်တော်အသုံးပြုခဲ့တဲ့ကုတ်အစီအစဉ်ကိုရှာဖွေဖော်ထုတ်လိုက်ပါတယ်။သူတို့အောက်ထပ်ကိုဆင်းပြီးအုတ်တိုင်းမှာသွားဆန်းဖို့ပြင်ဆင်မှာပဲမသေးပဲတက်ရှင်နေသေးတဲ့ယူရီကတင်ကိုရုတ်တရက်ဝင်တိုက်ခိုက်ပါတယ်။အဲ့ဒီနောက်သူကအိုလီဗီယာစီဦးတည်သွားပြီးအိုလီဗီယာမြေအောက်ခန်းထဲကိုပြုတ်ကျသွားပါတယ်။တင်မြောက်လာပြီးယူရီကိုမြေအောက်ခန်းထဲတွန်းချလိုက်ပါတယ်။ထို့နောက်သူပါအောက်ကိုခုန်ဆင်းပြီးအိုလီဗီယာနဲ့အတူထွက်ပေါက်တကားစီပြေးသွားကြပါတယ်။ယူရီကနောက်ကနေလိုက်လာပါတယ်။သူတို့တကားကိုပိတ်ဖို့ကြိုးစားပေမဲ့ယူရီကအတင်းတွန်းဖွင့်ပါတယ်။တင်ကအိုလီဗီယာကိုဖုံးပေးပြီးတကားကိုဖွင့်ခိုင်းပါတယ်။အိုလီဗီယာကတကားကိုဖွင့်လိုက်နိုင်ပေမဲ့ယူရီကအထဲကိုဝင်လာနိုင်ခဲ့ပြီးတင်နဲ့ယူရီတို့အပြန်အလှန်လဲပေးညှစ်တက်ပုတ်ကြပါတယ်။ယူရီကတင်ကိုကျမ်းပြင်ပေါ်ဖိထားပြီးတင်ကအိုလီဗီယာကိုတယောက်တည်းထွက်ပြေးဖို့အော်ပြောပါတယ်။ယူရီကတင်ကိုဓာတ်နဲ့ထိုးဖို့ပြင်ဆင်မှာပဲအိုလီဗီယာကသူနဲ့ယူရီကိုရိုက်ချလိုက်ပါတယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်လုံးမြေအောက်လိုင်ကောင်းထဲကိုပြေးဝင်သွားပြီးလိုင်ကောင်းကနေတဆင့်အပြင်ကဘာသို့ရောက်ရှိသွားကြပါတယ်။သူတို့အပြင်ရောက်တဲ့အခါပတ်ဝန်းကျင်တစ်ခုလုံးအုတ်တိုင်းကြီးတွေနဲ့ဖုံးလွှမ်းပိတ်ဆို့နေတာကိုတွေ့လိုက်ရပါတယ်။သူတို့ရဲ့ကားလေးကိုတွေ့တာနဲ့အထဲကိုအမြန်ဝင်လိုက်ကြပါတယ်။အခုအခါသူတို့တွေဟာပါရီမြို့စီထွက်ခွာဖို့အဆင်သင့်ဖြစ်နေပါပြီ။ကားရီဒီယိုသတင်းထဲမှာတော့မြို့တော်အတွင်းအရေးပေါ်အခြေအနေကြေညာထားကြောင်းကုမ္ပဏီမှာမီးလောင်မှုဖြစ်ပွားရာကနေလှုပ်ဝက်စွာတိစောက်ထားတဲ့လှုပ်ဝက်နာနိုကာကွယ်ရေးစနစ်တစ်ခုစတင်အသက်ဝင်သွားခြင်းဖြစ်ကြောင်းကြေညာနေပါတော့တယ်။